လောကမှာအရေး၅မျိုးရှိတယ်။သစ်ပင်ဤအရေး၊ဆွေမျိုးဤအရေး၊မိဘဤအရေး၊ဆရာဤအရေး၊ဗုဒ္ဓဤအရေး။အရေးဆိုတာအေးမြတဲ့စွမ်းအားတတ်ရှိတဲ့အရာတွေပါပဲ။အေးမြမှုကိုပေးစွမ်းနိုင်တဲ့အရာတွေပေါ့။သစ်ပင်ဤအရေးဟာအေးမြစေတယ်အေးမြတယ်ဆိုပေမဲ့အကိုင်းအခက်အရွက်အလက်မရှိတဲ့သစ်ပင်အရေးကတော့အေးမြမှုကိုပေးနိုင်မှာမဟုတ်ဘူး။အေးမြစေမှာမဟုတ်ပါဘူး။ဆွေမျိုးအရေးအေးမြတယ်အေးမြစေတယ်ဆိုပေမဲ့ဝေးသည်ဖြစ်စေနီးသည်ဖြစ်စေစောင့်ရှောက်မှုပြုစုမှုပြိုးထောင်မှုမရှိတဲ့ဆွေမျိုးအရေးဟာလည်းအေးမြမှုကိုပေးနိုင်မှာမဟုတ်ဘူးအေးမြစေမှာမဟုတ်ပါဘူးမိဘအရေးဟာအေးမြစေတယ်အေးမြတယ်ဆိုပေမဲ့လည်းမလိမ္မာကြတဲ့မိဘအရေးမကောင်းတာကိုမတားမြစ်ကောင်းတာကိုမညွှန်ကြားနိုင်အတတ်ပညာသင်မပေးစတဲ့မိဘဝတ္တရားတွေမရှိတဲ့မိဘစိတ်မရှိတဲ့မိဘအရေးဟာလည်းအေးမြမှုကိုပေးနိုင်မှာမဟုတ်ပါဘူးအေးမြစေမှာမဟုတ်ပါဘူးဆရာအရေးဟာအေးမြစေတယ်ဆိုပေမဲ့လည်းမှန်တဲ့ပညာကောင်းတဲ့ပညာကိုသင်ပေးတဲ့ဆရာအရေးသာအေးမြစေနိုင်မှာဖြစ်တယ်ကပိုင်း၌လူရဲ့စတဲ့မကောင်းတဲ့အတတ်ပညာတွေသင်ပေးတဲ့ဆရာအရေးဟာအေးမြမှုကိုပေးနိုင်မှာမဟုတ်ပါဘူးအေးမြစေမှာမဟုတ်ပါဘူးဖရာအရေးဟာအေးမြစေတယ်ဆိုပေမဲ့လောကမှာဖရာဆိုသူတွေဟာအများကြီးရှိပါတယ်ဆင်းရဲတဲ့ချမ်းသာကိုမညွန်ပြနိုင်တဲ့ဆင်းရဲချမ်းသာကိုရောက်စေလွတ်မြောက်စေတဲ့လမ်းကိုမညွန်ပြစေနိုင်တဲ့ဖရာရဲ့အရေးဟာလည်းအေးမြစေမှာမဟုတ်ပါဘူးဒုက္ခနဲ့ဒုက္ခကိုလမ်းညွန်ပြနိုင်တဲ့ဖရာအရေးကသာအေးမြစေနိုင်မှာဖြစ်